အိုမန်မှာမြန်မာတွေကိုပြစ်မှတ်ထားပြီးတော့လိန်နေတဲ့လူတွေတတိထားပါအခုနောက်ပိုင်းငွေကြေးလိန်တဲ့လူတွေကပုံစံအမျိုးမျိုးနဲ့လိန်လည်နေကြပါတယ်ဥပမာအလောက်ရှာနေတဲ့လူတွေငွေလဲလုံနေတဲ့လူတွေပေါ်ပူလာဖြစ်တဲ့လူတွေရဲ့အချက်လက်တွေကိုအသုံးပြုပြီးတော့ပုံစံအမျိုးမျိုးနဲ့လိန်လည်နေကြပါတယ်ဒီဗီဒီယိုကအိုမန်မှာခက်ခက်နဲ့ရှာဖွေထားတဲ့ပတ်စံတွေမဆုံးရှုံးစေဖို့ရည်ရွယ်ပါတယ်နံပါတ်1ကျွန်တော်တို့ငွေလွှဲတဲ့လူတွေမိမိရှာထားတဲ့ပတ်စံတွေဆုံးရှုံးမှုမဖြစ်ရလေအောင်အိုမန်နိုင်ငံမှာငွေလွှဲယုံကြည်စိတ်ချရတဲ့လူတွေအိုမန်နိုင်ငံတွင်းနေထိုင်တဲ့လူတွေအိုမန်စင်ကတ်ကိုကင်ဆောင်ထားတဲ့လူတွေအိုမန်နိုင်ငံရဲ့တရားဝင်ဘဏ်အကောင့်ကျွန်တော်တို့ဘဏ်နာမည်ကိုတခြားစစ်ဆေးမေးမြန်းပြီးမှငွေလွှဲကြဖို့လိုအပ်ပါတယ်နံပါတ်2ကျွန်တော်တို့ငွေလွှဲလောက်ကင်နေတဲ့လူတွေငွေလွှဲလောက်ကင်နေတဲ့လူတွေကလည်းငွေဝင်အထွက်အချိန်ရက်စွဲငွေပမာဏများကိုတခြားစစ်ဆေးပြီးမှငွေများကိုပြန်လည်ထုတ်ပေးဖို့လိုအပ်ပါတယ်တချို့ customer တွေအလောကြီးလာတဲ့ customer တွေငွေမြန်ရအောင်တိုက်တွန်းနေတဲ့ customer တွေဆိုရင်ပို့ပြီးတော့ဒီထားဖို့လိုအပ်ပါတယ်မတမာသူတွေကဒီငွေလွှဲနဲ့ငွေလွှဲလောက်ကင်နေတဲ့လူတွေရဲ့ကြားထဲမှာနီးလန်းမျိုးစုံသုံးပြီးတော့လိမ်လည်နေကြတယ်နံပါတ်3အလုပ်ရှာနေတဲ့လူများထံမှာလိမ်လည်ခြင်းအလုပ်ရှာနေတဲ့လူတွေကိုကျွန်တော်တို့ယုံကြည်အောင်အမျိုးမျိုးပြောဆိုပြီးငွေအမောင်များကိုယူပြီးထွက်ပြေးသိမ်းရှောင်တာတွေအုံမှန်မှာခဏကြုံရတယ်ဆိုတော့ကိုနဲ့အလုပ်တွဲလုပ်မဲ့လူရဲ့နောက်ကျောင်းရာဆိုရင်အိုမန်နိုင်ငံမှာနေထိုင်တာတွေအကုန်လုံးတရားစုံစမ်းပြီးမှအလုပ်တွဲလုပ်ကြဖို့လိုတာလည်းခိုင်းပြပါတယ်နံပါတ်4အိမ်လုပ်နေတဲ့သူတွေခံမလိမ့်နေခြင်းဒီဖြစ်စဉ်မှာကျွန်တော်တို့ဒုက္ခရောက်နေတဲ့အိမ်ကူတွေကိုများတော့အဖြစ် target ထားတတ်ကြတယ်ဆိုတော့အိုမန်မှာအရန်ပြင်မှန်းလို့မြန်မာနိုင်ငံပြန်ကျင်တဲ့အိမ်ကူတွေကိုမြန်မာနိုင်ငံကိုပြန်ခေါ်ပေးနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့လိမ့်နေတဲ့ဖြစ်စဉ်တွေပေါ့နော်နံပါတ်5ရုံးထိုင်နေကျွန်တော်တို့ပွဲစားလုပ်နေတဲ့လူတွေအလုပ်အပ်ပေးနေတဲ့လူတွေအလုပ်ရှာပေးနေတဲ့လူတွေကိုတာဂက်ထားပြီးလိမ့်နေခြင်းဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအိုမန်နိုင်ငံကိုလာမယ်အလုပ်လုပ်မယ်အိမ်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ငွေကြေးတွေကိုတူတင်ပြီးတော့ထုတ်တာတွေပြီးတော့အိုမန်နိုင်ငံမှာရောက်ဘဲနဲ့ထွက်ပြေးသိမ်းရှောင်နေတယ်ဆိုတော့ဒီလိုမျိုးလိမ့်လည်မှုတွေရှိတယ်ဒီဗီဒီယိုကကျွန်တော်တို့မြေတူတူတယောက်ကိုမှရည်ရွယ်တာမဟုတ်ဘဲနဲ့အိုမန်မှာမိမိတို့ရှာထားတဲ့ငွေကြေးတွေအလွယ်တကူမဆုံးရှုံးရလေအောင်ပြောကြားပေးခြင်းဖြစ်တယ်ပေါ့ဆိုတော့လူကြီးမင်းတို့ရောဘယ်လိုမျိုးတွေအလေးခံထိပြီးွားရည်လဲဆိုတာ comment မှာရေးပေးခဲ့